ကျိုးဝိုင်းတဲ့ရောက်ရင်ဘယ်တော့မှနောက်မဆုတ်တမ်းရှေ့တို့သာတိုးတက်တဲ့မန်ဘလောက်ပဲပြင်းထန်တဲ့လက်သီးတွေဒူးတွေတောင်တွေကိုပဲခံရမျက်နာမပြက်ပဲပြုံးကြီးရစ်ဆိုင်နိုင်တဲ့ကြောက်ခဲလို့ခိုင်မာတဲ့မေးယူဟုတ်ပါတယ်သူကတော့မြမရိုးရလက်ဝဲလောကမှာတန်မဏိလို့လူသိများသလိုပရိသတ်တွေကချစ်စနိုးနဲ့ပဲဘုံလို့ခေါ်ကြတဲ့ကရင်တိုင်းရင်းသားလက်ဝဲကျော်စိုးလင်းဦးပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့ဗီဒီယိုမှာတော့ရိုးရလက်ဝဲလောကကနေကမ္ဘာအဆင့်1 Championship မွေးထိုင်းစင်မြင့်တဲ့အထိမြမမှန်ကိုပြသခဲ့တဲ့စိုးလင်းဦးရဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာစိုးလင်းဦးကို1990ခုဒီဇင်ဘာလ4ရက်နေ့မွန်ပြည်နယ်တထုံခရိုင်အင်းရှိရွာမှာမွေးဖွားခဲ့ပါတယ်။ငယ်စဉ်ကတည်းကကျန်းတန်းခိုင်မာတဲ့ရိုးရလက်ဝဲအားကစားကိုဝါသနာပါခဲ့ပြီးတောင်ကလေးလက်ဝဲကလပ်မှာစတင်လေ့ကျင့်ခဲ့ပါတယ်။2010ခုနှစ်မှာတော့စိန်ခေါ်ပွဲတွေ60ကီလိုတန်းရှုကပတ်ချန်ပီယံဆုကိုအသက်ငယ်ရွယ်နဲ့ပဲသိမ်းပိုက်နိုင်ခဲ့ပြီးရိုးရလက်ဝဲလောကမှာမရှိမဖြစ်ခြေလမ်းသစ်တွေကိုစတင်နိုင်ခဲ့ပါတယ်စိုးလင်းဦးကိုပရိသတ်တွေဘာလို့တမဏိလို့ခေါ်ကြတာလဲအဖြေကတော့ရှင်းပါတယ်ကျိုးဝိုင်းထဲမှာပြိုင်ဘက်ရဲ့ဘယ်လိုအနောက်အရှက်ဘယ်လိုပြင်းထန်တဲ့တိုက်ခိုက်မှုကိုမဆိုတမဏိတုံးလို့ခံနိုင်ရရှိလို့ပါပဲသူဟာနှစ်ပေါင်းများစွာပွဲပေါင်း80ကျော်နိုင်ပွဲရခဲ့ပြီးအဲ့ဒီထဲမှာ68ပွဲကိုအလဲထိုးပွဲတွေနဲ့အနိုင်ယူခဲ့တဲ့အထိအလဲထိုးလုံးအင်မတန်မြင့်မာတဲ့ဖိုက်တာတူဖြစ်ပါတယ်။ကျိုးဝိုင်းထဲမှာဒေါသထွက်ခဲ့ပြီးအမြဲတမ်းတည်ငြိမ်နဲ့ပြိုင်ဘက်ကို PR ပေးတိုက်ခိုက်တတ်တာဟာသူ့ရဲ့ထူးခြားတဲ့အမသာထူပါပဲခင်ဗျာ။2024ခုနှစ်အစောပိုင်းမှာတော့စိုးလင်းဦးဟာကမ္ဘာအဆင့်မီ1 Championship ရဲ့မွေးထိုင်းစင်မြင့်ထက်ကိုခြေချခွင့်ရခဲ့ပါတယ်။ဒါဟာသူ့အတွက်တော့ကစားကွက်ပုံစံအသစ်ပြောင်းလဲရတာဖြစ်ပေမဲ့စိုးလင်းဦးဟာပွဲဦးထွက်မှာဂျပန်ဖိုက်တာဆူဟာရှိတူဂီဖိုက်တာဖီရီယိုနဲ့ထိုင်းနိုင်ငံသားပုံစီရီတို့ကို၃ပွဲဆက်တိုက်ပြတ်သားအလဲထိုးအနိုင်ယူပြခဲ့ပါတယ်။ဒီထူးခြားတဲ့ဆွမ်းစင်ကြောင့်ပဲ1 Championship အောက်ကထရှက်ထရီစီကနေဒေါ်လာ3သိန်းတန်စာချုပ်ကြီးကိုမြန်မာဂုံဆောင်ဖြစ်နဲ့ထိုက်တန်စုခုရရှိခဲ့ပါတယ်ခင်ဗျာဘဝမှာအောင်မြင်မှုတွေကြီးရှိခဲ့တာမဟုတ်ပါဘူးစိုးလင်းဦးဟာစာချုပ်ကြီးရခဲ့ပြီးနောက်ပိုင်းနာဗီနဲ့ဆက်ဆန်စတဲ့ဖိတ်သီးဖိုက်တာတွေနဲ့ဂျင်ဆန်ရခဲ့ပြီးခက်ခဲတဲ့ရှုံးနိမ့်မှုတချို့ကိုကြုံတွေ့ခဲ့ရပါတယ်အထူးသဖြင့်2026ဇန်နဝါရီလOne Friday Fight 139ပြိုင်ပွဲမှာ Thai Fighter ဘိုရာပိုနဲ့ပထမအချီမှာပဲအလဲထိုးရှုံးနိမ့်ခဲ့ပါတယ်ဒါပေမဲ့ပရိသတ်တွေကတော့တမဏိဆိုတဲ့နာမည်နဲ့အညီဘလိုပဲအခက်ခဲမျိုးကိုမဆိုကြံ့ခံပြီးပုံအားကောင်းတဲ့ပုံစံနဲ့ကျိုးဝိုင်းထဲကိုပြန်လာအောင်မယ်လို့အပြည့်အဝယုံကြည်စေပါခင်ဗျာရှုံးနိမ့်မှုတွေရှိပါစေအောင်ကျိုးဝိုင်းထဲမှာဝင်လာတိုင်းပရိသတ်ရဲ့အမြဲတမ်းရင်ခုန်စိတ်လှုပ်ရှားစရာအကောင်းဆုံးပွဲစည်းတွေကိုပေးစွမ်းနိုင်တဲ့စိုးလင်းဦးဟာမြန်မာရင်ထဲမှာစစ်မှန်တဲ့သူရဲကောင်းတစ်ယောက်ပါပဲသင်ကောစိုးလင်းဦးရဲ့ပွဲတွေထဲမှာဘယ်ပွဲကိုအကြိုက်ဆုံးလဲကော့မန့်ထဲမှာရေးခဲ့ပါအောင်ခင်ဗျာအခုလိုဗီဒီယိုလေးတွေတင်ဆက်ဖို့unfollow လေးတွေလုပ်ထားပေးဖို့မမေ့ပါနဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ